Okay so ဒီနေ့မနက် MU မှာ H1 bullet ကနေပြီးတော့ price ကဘယ်လိုမျိုး entry ဝင်သွားလဲဆိုတာနည်းနည်းလောက်ပြန်ပြပေးချင်ပါတယ်ဆိုတော့ဒီမှာ price က MU မှာဆိုလို့ရှိရင် H1 bullet ပေါ်ထားတယ်ပေါ့လေဆိုတော့ကျွန်တော်ဒီ H1 bullet ကို BY အနေနဲ့စောင့်ကြည့်မယ်ဆိုတော့ H1 ဆိုလို့ရှိရင်ဒီရဲ့ time frame က M5 ကိုသွားရမယ်ပေါ့နော်ဆိုတော့ကျွန်တော် M5 မှာသွားစောင့်မယ်H1 ကတ်ကိုပြန်လာဖြည့်တဲ့အချိန်ဒီကျွန်တော်တို့စောင့်မယ်ပေါ့နော် Okay ဆိုတော့ဒီနေရာမှာ the price ကမထိသေးဘူးပေါ့နော်ထိသေးဘူးဒီနေရာမှာ price က H1 ကတ်ကိုပြန်လာထိတယ်ပေါ့လေဆိုတော့ကျွန်တော်တို့ POI ကိုတော့ပြန်လာထိပြီး entry model ပေါ်မလားကြည့်ရပေါ့နော်ဆိုတော့ Okay ဒီနေရာမှာလည်း entry model မပေါ်သေးဘူးအခုဒီနေရာကြတော့မှပဲ entry model ပေါ်မှာဒီနေရာမှာကဘာရှိမလဲဆိုရင် market structure ရှိမယ် Okay ဆိုတော့ဒီနေရာမှာ body နဲ့ပိတ်မလားကြည့်မယ်ပေါ့နော် Yes body နဲ့ပိတ်သွားတယ်ဒီနေရာမှာပြီးရင် M5 category ပေါ်တယ်ပေါ့နော် Okay ဆိုတော့ဒီနေရာမှာ M5 category ပေါ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့နောက်ထပ်ကြည့်ချင်တာတစ်ခုက SMD ကျွန်တော်တို့ SMD ပေးလားမပေးလားကြည့်မယ်ပေါ့နော်ဆိုတော့price ကဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးဖြစ်မယ် SMD အောက်မှာဆိုလို့ရှိရင်သူကဒီနားမှာပေါ့နော်ကျွန်တော်ဒီနားကနေပြီးတော့မှဒီကို SMD ဆိုတော့ကျွန်တော် entry ဝင်ဖို့အတွက် entry model လည်းရတယ် SMD လည်းပါတယ်ဆိုတော့ဒီနေရာကhigh probability POI တခုဖြစ်လိမ့်မယ်လို့ယူဆပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ M5 ကနေပြီးတော့ entry ဝင်မယ်ဆိုရင် entry ဝင်လို့ရပါတယ်ဆိုတော့တစ်ချက်ကျွန်တော်ကြည့်တာပေါ့နော် DBA 2R ပဲယူမယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ရဲ့ ERA ကဘယ်နေရာမှာဖြစ်မလဲဆိုရင် ERA ကဒီနေရာမှာဖြစ်မှာပေါ့နော် Okay ဆိုတော့ဒါ ERA ဖြစ်မှာပေါ့ကြည့်အောင်ကျွန်တော်တို့ Okay ဆိုတော့ဒီနေရာမှာ 5 က2ဆင့်ပေါ်သွားပြီပေါ့နော်အပေါ်မှာလည်းတစ်ခေါက်ရှိတယ်အပေါ်မှာလည်းတစ်ကက်ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေရာနေဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ DP က2ကတော်တော်လေးကြော်နေမယ်ဆိုတော့နည်းနည်းလေး short တဲ့အနေနဲ့ဒီလောက်ထားလိုက်မယ်နော် DP ကို2ကအတီးပေါ့နော်ဒီလောက်မှာ separate ပါညာနေဆိုရင်ဒီလောက်ဖြစ်မှာပေါ့ဆိုတော့ Okay ကျွန်တော်တို့ DP run ချက်စောင့်ကြည့်ရအောင်ပေါ့နော် Okay price ကပေါ်ကတ်ကိုတော့ထိပြီးတော့ကန်သွားတယ်နောက်တစ်ခေါက်ပေါ့နော်ဒီနေရာလေးမှာပြောချင်တာအကယ်၍ကျွန်တော်တို့ကဒီကောက်ကိုမတွေးခဲ့ဘူး SL ဒီနေရာဒီ cover မလုပ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာနေ SL ထိသွားနိုင်တယ်တွေ့ရနော်ဆိုတော့ SL ယူတဲ့ပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ရဲ့ entry က DBT မထီအကွဲပြားသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ချက်ကြည့်အောင်Okay ဆိုတော့ဒီနေရာမှာ SL ကိုအောက်ဆုံးအထိ cover ယူခဲ့တဲ့လူတွေကကျွန်တော်တို့ဘာဖြစ်သွားမလဲ DBT ပါမှာပေါ့နော် Okay ဆိုတော့အတိအကျလေးလုပ်ပြီးမယ်2.03 Okay ဆိုတော့မနက်က NU ရဲ့ salary ကတော့ဒီလိုမျိုးဖြစ်ပါလိမ့်မယ် H1 IRA ကနေပြီးတော့ H1 ERA ထိသွားခဲ့တဲ့ပုံစံလေးပဲဖြစ်ပါတယ်